ချစ်ခဲ့ဘူးတဲ့လွမ်းလဲလွမ်းဘူးပါတယ်တိတ်ဆိုရလွယ်လွယ်နဲ့မေးလို့မဖြစ်နိုင်နဲ့မျောလင်းခြင်းမချတဲ့မှတီးပေမဲ့အဒီရနေတယ်ရှင်နာရီနဲ့တို့ချစ်တွေတူညီတယ်ဝေးခဲ့တာဘာကြောင့်လဲတို့ဘဝတွေကမကောင်းခဲ့ဘူးကွယ်ဘုံမြင်တွေသာဖြစ်ရင်ကောင်းလိမ့်မယ်တန်ရောရင်ဂျူရီမပြတ်နိုင်သေးတော့ခံစားရပါတယ်တကယ်ဆိုဝမ်းခုဟာစီးရချထားခဲ့ပြီပဲကံချမလို့အတွေ့ကဖြစ်သိမ်းလို့ကြိုးစားလိုက်ပါကွယ်